လူတဦးမှာကဘာလုံးကိုပြောင်းလဲစေနိုင်မဲ့အတွေးအမြင်အကြံဉာဏ်တစ်ခုရှိတယ်ဆိုလို့ရှိရင်အဲ့ဒါကဘလောက်တန်ဖိုးရှိတယ်လို့ကျွန်တော်မိတ်ဆွေတို့ထင်မိလဲဗျဘလောက်တန်ဖိုးရှိခြင်းမရှိခြင်းကိုတတ်သိပြနေတဲ့လူတဦးတော့ရှိပါတယ်သူ့ရဲ့နာမည်ကတော့ Alfred Nobel ပါဒီ Alfred Nobel ဆိုတဲ့လူကြောင့်မို့လို့ပဲကျွန်တော်တို့ရဲ့လူအတိုင်းဝိုင်းပတ်ဝန်းကျင်မှာကြီးမြတ်တဲ့ဆုတစ်ခုဖြစ်တဲ့ Nobel ဆုဆိုတဲ့အရာကပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်to realize the full potential of our own struggle ဟုတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတို့အတွက် Nobel ဆုကဘယ်လိုမျိုးစတင်ခဲ့တာလဲပြီးတော့ Nobel ဆုရဲ့အဓိပ္ပာယ်ကဘာတွေလဲ Nobel ဆုကိုဘယ်လိုမျိုးပေးတာလဲဆုငွေကောဘယ်လောက်ရတယ်လဲပြီးတော့ Nobel ဆုနဲ့ပတ်သက်သမျှအရေးကြီးဆုံးအချက်တွေကိုကျွန်တော်လေ့လာထားမိသမျှအသေးစိတ်ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အတွက်ကျွန်တော်စအောင်ပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဗီဒီယိုတိုင်းမှာကြည့်ရှုရလွယ်ကူစေဖို့အတွက်အချက်လေးတွေအတိုင်း time stamp လေးတွေခွဲပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတို့ကပို့ပြီးတော့သိကျင်တဲ့အချက်တွေကိုလွယ်လင့်တကူရွေးချယ်ပြီးတော့ကြည့်ရှုနိုင်ပါလေကဲအဲ့ဆိုအများကြီးပြောမနေတော့ဘဲနဲ့ခုပဲဒီဗီဒီယိုလေးကိုစလိုက်ရအောင်ပါ1833ခုနှစ်မှာဆွီဒင်နိုင်ငံမှာမွေးဖွားခဲ့တဲ့ Alfred Nobel ဆိုတဲ့လူပုဂ္ဂိုလ်တဦးရှိခဲ့ပါတယ်ဒီ Alfred Nobel ဆိုတဲ့လူကသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာသူ့အဖေတည်ထောင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေစီးရင်ပညာနဲ့ပတ်သက်တဲ့အလုပ်တွေကိုစိတ်ဝင်စားတေချာလုပ်ကင်ခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်ဒီလိုနဲ့ပဲ1868ခုနှစ်အရောက်မှာတော့အားလုံးသိကြတဲ့ Dynamite ကိုတီထွင်နိုင်ခဲ့သူတဦးအဖြစ်နဲ့ကမ္ဘာကအတိမတ်ပြုတဲ့စွမ်းအင်ဗေဒပညာရှင် Alfred Nobel ဆိုပြီးတော့နာမည်ကြီးလာခဲ့တာပါဒီလိုနဲ့ပဲသူတီထွင်လိုက်တဲ့ Dynamite ဆိုတာကကမ္ဘာပေါ်မှာစစ်ရေးသုံးအရာတစ်ခုဖြစ်တွင်တွင်ကြဲကြဲအသုံးပြုပြီးတော့ဒီ Dynamite ကြောင့်မို့လို့ပဲလူသေဆုံးမှုတွေများလာတဲ့အချိန်ခါတစ်ခုမှာသတင်းစာတစ်ခုကနေပြီးတော့ Alfred Nobel ဆိုတာကတေခြင်းတရားကိုရောင်းစားနေတဲ့သူဆိုပြီးတော့ဆောင်းပါးတစ်ခုရေးလိုက်ပါတယ်ပေါ့နော်ဒီဆောင်းပါးကြောင့်မို့လို့ပဲတော်တော်လေးကိုသူကစိတ်ထိခိုက်သွားခဲ့ပြီးတော့သူတီထွင်လိုက်တဲ့ Dynamite ဆိုတာကသူကကမ္ဘာပေါ်မှာရှိတဲ့လူသားတွေကိုအကျိုးပြုချင်တာအခုလိုမျိုးလူတွေသေဆုံးနေတာတွေကိုသူကဖန်တီးချင်ခဲ့တာမဟုတ်ဘူးဆိုပြီးတော့လည်းသိရပါတယ်။ဒါကြောင့်မို့လို့ပဲ Alfred Nobel အနေနဲ့1895ခုနှစ်မှာရေးသားခဲ့တဲ့သူ့ရဲ့နောက်ဆုံးသေတမ်းစာမှာဆိုလို့ရှိရင်သူသေဆုံးသွားပြီးတော့သူချန်ထားခဲ့တဲ့အမွေနှစ်တွေကအမေရိကန်ဒေါ်လာ31မီလီယံဒေါ်လာလောက်ကိုထုတ်ပြီးတော့ Nobel ဆုကိုတည်ထောင်ဖို့အတွက်သတ်မှတ်ပေးခဲ့တယ်ပေါ့နော်။ဒီလိုနဲ့ပဲ1896ခုနှစ်ရောက်မှာတော့ Alfred Nobel ကကွယ်လွန်ဆုံးပါးသွားခဲ့ပြီးတော့1900ခုနှစ်မှာဆိုလို့ရှိရင်တော့ကမ္ဘာပထမဦးဆုံး Nobel ဆုပေးပွဲအခမ်းအနားကစတင်ခဲ့ပါတယ်ဗျာဒါလေးကတော့ Nobel ဆုဘယ်လိုဖြစ်လာလဲ Nobel ဆုကိုတည်ထောင်ခဲ့တဲ့ Alfred Nobel ရဲ့သမိုင်းကြောင်းအကျဉ်းလေးပဲပေါ့နော်ကဲဟုတ်ပြီအဲ့တော့ Nobel ဆုကိုဘယ်လိုလူတွေကိုပေးတာလဲဘယ်လိုအကြောင်းရင်းတွေနဲ့ပတ်သက်ပြီးပေးတယ်လဲဆိုလို့ရှိရင်တော့လူအတိုင်းဝိုင်းအတွက်အကျိုးရှိအောင်လှုပ်ဆောင်ပေးတဲ့လူတွေလှုပ်ဆောင်နေတဲ့သူတွေကိုသူတို့ရဲ့အကဲဖြတ်အမှတ်ပေးဖွဲ့တွေကနေပြီးတော့တေချာစီစစ်ပြီးတော့ပေးတယ်ဆိုပြီးတော့လည်းသိရပါတယ်ဗျဒီမှာအကြောင်းအရာ၅ခုနဲ့ဆက်လင်းပြီးတော့ Nobel ဆုကပေးလို့ရပါတယ်ဒါတွေဟာဆိုလို့ရှိရင်တော့သိပ္ပံဓာတုပေတာဆေးပညာနဲ့စာပေနောက်ဆုံးကျွန်တော်တို့အားလုံးသိကြတဲ့ငြိမ်းချမ်းရေးဆုပဲဖြစ်ပါတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်တော့စီးပွားရေးစုကိုလည်းအထူးစုအနေနဲ့ထည့်သွင်းပြီးတော့ပေးလာတယ်ဆိုပြီးတော့သိရပါတယ်ဗျအဲ့တော့ဒီမှာမေးစရာရှိတာက Nobel ဆုကိုဘယ်နိုင်ငံကထုတ်ပေးတာလဲဆိုလို့ရှိရင်တော့ဆွီဒင်နဲ့နော်ဝေနှစ်နိုင်ငံကပေါင်းပြီးတော့ထုတ်ပေးတာလည်းဖြစ်ပါတယ်ဒီနှစ်နိုင်ငံကထုတ်ပေးတယ်ဆိုပေမဲ့လည်းပေးတဲ့ဆုတွေချင်းကတော့မတူဘူးပေါ့နော်ဆွီဒင်မှာပေးတဲ့ဆုတွေကသိပ္ပံဆေးပညာစာပေစီးပွားရေးဆုတွေကိုအဓိကပေးပါတယ်။နော်ဝေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အားလုံးသိကြတဲ့အဓိကငြိမ်းချမ်းရေးဆုပေးခြင်းဖြစ်ပါတယ်ဗျ။အဲ့တော့အဓိကအချက်ဖြစ်တဲ့ Nobel ဆုရဲ့အဓိပ္ပာယ်ဟာဆိုလို့ရှိရင်တော့ Nobel ဆုဆိုတဲ့အရာကတာမန်ဂုဏ်ထူးဒီဂရီဆုတစ်ခုမဟုတ်ဘဲနဲ့ကမ္ဘာပေါ်မှာရှိနေတဲ့လူသားတွေပတ်ဝန်းကျင်တစ်ခုလုံးအတွက်အကျိုးပြုနေတဲ့လူဒါမှမဟုတ်နောက်လာမယ့်အနာဂတ်ကိုကောင်းမွန်တဲ့အရွေးပြောင်းတစ်ခုကိုပြောင်းရွှေ့ပေးနိုင်တဲ့အကျိုးကိုဆောင်ရွက်ပေးနိုင်တဲ့သူတွေကိုပဲပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးသိကျင်နေကြတဲ့ Nobel ဆုကိုရတဲ့ဆုရှင်တယောက်အနေနဲ့ဆုငွေဘယ်လောက်ရသလဲပေါ့နော်ဒီကြောင်းအလေးကလည်းစိတ်ဝင်စားဖို့ကောင်းလို့ထည့်ပေးထားပါတယ် Nobel ဆုဆိုတာကကျွန်တော်တို့တစ်နှစ်မှာတစ်ခါကျင်းပကြပါတယ်ဒီမှာထူးခြားတာကဆုရတဲ့ဆုရှင်တွေကိုပေးတဲ့တစ်နှစ်နဲ့တစ်နှစ်ငွေပမာဏတွေကတူညီမှုမရှိဘူးဆိုပြီးတော့သိရပါတယ်ဗျဘာကြောင့်မတူညီတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့Nobel ဆုကိုတည်ထောင်ခဲ့တဲ့ Alfred Nobel Foundation ရဲ့ဒီလိုမျိုးရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေရဲ့ဈေးကွက်အပြောင်းအလဲကျွန်တော်တို့ဈေးကွက်တက်နေလားကျနေလားစတဲ့အကြောင်းချင်းရာတွေနဲ့ဆက်လင်းပြီးတော့ဒီနှစ်ကတက်တယ်ဆိုလို့ရှိရင်တော့ဒီနှစ်မှာဆုရတဲ့လူကပိုရတယ်ပြီးခဲ့တဲ့နှစ်ကတော့ဈေးကွက်ကျလို့ဆုရတဲ့လူကနည်းနည်းရော့ရတဲ့ပုံစံမျိုးမှာရှိပါတယ်ဗျ
အဲ့တော့ရှင်းရှင်းလေးပြောရမယ်ဆိုလို့ရှိရင်တော့ Alfred Nobel ရဲ့ Foundation ရဲ့ယင်းနှိမ့်မြုပ်နှံငွေအရှုံးအမြတ်ပေါ်မူတည်ပြီးတော့စုငွေကလည်းနှစ်စဉ်ဆိုလိုပြောင်းလဲပါတယ်ပေါ့နော်ပြီးခဲ့တဲ့2024ခုနှစ်လောက်အထိပြင်းပြတွက်ချက်မှုတွေအရဆိုလို့ရှိရင်တော့ Nobel ဆုရတဲ့ဆုရှင်တဦးအနေနဲ့ဆုကြေးငွေအဖြစ် American Dollar 1 million လောက်ထိရတယ်ဆိုပြီးတော့လည်းသိရှိရပါတယ်ဗျအဲ့တော့နောက်ထပ်အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်ဒါကတော့ Nobel ဆုကိုပေးတဲ့အခါမှာစီးမြင့်စည်းကမ်းတွေလည်းသူတို့ကသတ်မှတ်ထားပါတယ်ဗျ Nobel ဆုကိုပေးတဲ့နေရာမှာဆုရရှိလက်ခံမဲ့လူတွေကအသက်ရှင်နေတဲ့သူတွေဖြစ်ရမယ်သေဆုံးသွားတဲ့ကွယ်လွန်သွားတဲ့လူတွေဆိုရင်တော့မပေးတော့ဘူးပေါ့နော်ဒါပေမဲ့ချွင်းချက်အနေနဲ့ဆုရှင်ကဆုရမယ်လို့ကြေညာထားပြီးတော့မှဂျားထဲမှာတည်ဆုံသွားခဲ့တယ်ဆိုလို့ရှိရင်တော့ဒီဆုကိုပေးတယ်ပေါ့နော်ဒါမျိုးက2011ခုနှစ်လောက်တုန်းက Nobel ဆုရှင်တဦးကိုသူတို့ကပေးတော့မယ်ဆိုပြီးတော့ကျင်ညာလိုက်တယ်ပြီးတော့မှဂျားထဲမှာမပေးခင်စုတက်မြူခင်ဂျားထဲမှာဆုံးပါကွယ်လွန်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့ပေးလိုက်တဲ့အချိန်မျိုးလည်းရှိခဲ့ဘူးပါတယ်ဗျကျွန်တော်ရှေ့မှာပြောခဲ့တဲ့အမျိုးအစားအများကြီးတွေကမှဥပမာအနေနဲ့ဆိုလို့ရှိရင်တော့သိပ္ပံစုဆိုလို့ရှိရင်တီထွင်စမ်းသစ်လိုက်တဲ့အရာတစ်ခုကိုတူတူပေါင်းလုပ်ထားတဲ့2ယောက်ပဲဖြစ်ဖြစ်3ယောက်ပဲဖြစ်ဖြစ်ဒီလိုလူမျိုးတွေအတွက်စုပေါင်းပြီးတော့လဲစုတစ်ခုပေးနိုင်တဲ့အနေအထားရှိပါတယ်ပေါ့နော်ဆုရှင်တွေကိုရွေးချယ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းတည်ငြိမ်မှုရှိတယ်အဓိကအနေနဲ့ Nobel Foundation ဘက်ကနေပြီးတော့ပဲအဓိကရွေးချယ်စီမံပေးတာလည်းဖြစ်တယ်ဆိုပြီးတော့သိရပါတယ်ဗျသူကြတဲ့အချက်အနေနဲ့ကတော့ငြိမ်းချမ်းရေး Nobel ဆု Peace Prize ကိုတော့နော်ဝေနိုင်ငံက Oslo မှာပဲပေးရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ Alfred Nobel အနေနဲ့သူ့ရဲ့တည်တန်းစာမှာတွေကငြိမ်းချမ်းရေး Nobel ဆုကိုနော်ဝေနိုင်ငံရဲ့ပါလီမန်ကဖွဲ့ပေးထားတဲ့ကော်မတီကပဲထုတ်ပေးရမယ်ဆိုပြီးတော့ရေးသားထားတာကြောင့်မို့လို့လည်းဖြစ်ပါတယ်ဗျ။ဒါဆိုလို့ရှိရင်နော်ဝေနိုင်ငံမှာကတော့ကျွန်တော်တို့ငြိမ်းချမ်းရေးဆုကိုပေးတယ်တခြားသောဆုတွေကိုကြတော့ကျွန်တော်တို့ဆွီဒင်နိုင်ငံမှာရှိတဲ့ Stockholm မှာပေးတယ်ဆိုပြီးတော့သိရပါတယ်ပေါ့နော်ကဲအဲ့ဒီတော့တောက်ချောက်ပြောလာတာဆိုလို့ရှိရင်တော့တော်တော်လေးစုံနေပါပြီဒါပေမဲ့လည်း Nobel ဆုနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အကြောင်းချင်းရာလေးတွေကလည်းရှိနေပါသေးတယ်တနေ့ထဲမှာဆုနှစ်ဆုပေးခံရတဲ့လူတွေလည်းရှိခဲ့ဘူးတယ်ဆိုပြီးတော့သိရပါတယ်ဗျNobel ဆုရရှိတဲ့သူတွေထဲမှာဆုနှစ်ဆုကိုတယောက်တည်းရရှိတဲ့သူတွေလည်းရှိခဲ့ဘူးပါတယ်ပေါ့နော်အခုလိုမျိုးနှစ်ဆုရတဲ့လူတွေထဲမှာတော့ Marie Curie အနေနဲ့1903ခုနှစ်မှာ Physics နဲ့ဆိုင်တဲ့ Nobel ဆုကိုရတယ်ပြီးတော့1911ခုနှစ်မှာ Chemistry ဓာတုဗေဒနဲ့ဆိုင်တဲ့ Nobel ဆုကိုရရှိခဲ့ဘူးတဲ့သူပေါ့နော်နောက်တစ်ယောက်အနေနဲ့ကတော့ Linus Pauling မှာသူကလည်းနှစ်ဆုရပါတယ်ပေါ့နော်ဓာတုဗေဒနဲ့ငြိမ်းချမ်းရေး Nobel ဆုအထိပါသူကရထားတာပါဒီနှစ်ယောက်ကတော့Nobel ဆုသမိုင်းတစ်လျှောက်လုံးမှာထူးထူးခြားခြားဖြစ်စဉ်တစ်ခုလိုပဲပြောရလောက်အောင်တယောက်တည်းနဲ့ဆုနှစ်ဆုကိုသိမ့်ပိုက်ထားနိုင်တဲ့သူတွေလည်းဖြစ်ပါတယ်ဗျအခုလိုမျိုးတယောက်တည်းနဲ့နှစ်ဆုရတဲ့သူတွေမျိုးလည်းရှိတယ်လို့ Nobel ဆုပေးတာတော့မှမယူကျင်ခဲ့တဲ့သူတွေလည်းရှိနေပါတယ်ဗျ1964ခုနှစ်မှာစာပေ Nobel ဆုရရှိတယ်ဆိုပြီးတော့ကြေညာခြင်းခံခဲ့ရတဲ့ Jean-Paul Sartre အနေနဲ့ကတော့သူကအစိုးရကပေးတဲ့ဘယ်ဆုကိုမှသူလုံးဝမလိုချင်ဘူးဆိုပြီးတော့ဒီ Nobel ဆုကိုယတိပြတ်ညှင်းခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ Lanzato ဆိုတဲ့ဗီယက်နမ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းရေး Nobel ဆုကိုရရှိခဲ့တဲ့သူပါသူ့အနေနဲ့ကတော့1983ခုနှစ်မှာဒီဆုအတွက်ကမ်းလှမ်းခြင်းကိုခံခဲ့ရပေမဲ့လို့ဗီယက်နမ်နိုင်ငံမှာစစ်မီးမငြိမ်းသေးတာကြောင့်မို့လို့သူ့အနေနဲ့ဒီဆုကိုလက်မခံနိုင်ဘူးဆိုပြီးတော့ညှင်းခဲ့တာလည်းဖြစ်ပါတယ်ဗျနောက်ထပ် Nobel ဆုရရှိတဲ့သူတွေအားလုံးထဲမှာအသက်ငယ်ဆုံးလူတစ်ယောက်ရှိပါတယ်သူ့နာမည်ကတော့ Malala Yousafzai ဆိုတဲ့2014ခုနှစ်မှာငြိမ်းချမ်းရေး Nobel ဆုကိုရရှိခဲ့တဲ့သူတူလည်းဖြစ်ပါတယ်ဗျအခုလိုမျိုးအသက်ငယ်ဆုံးသူရှိတယ်လို့အသက်အကြီးဆုံးလူလည်းရှိနေပါတယ် Leonid Harvard ဆိုတဲ့အသက်60အရွယ်သူပဲဖြစ်ပါတယ်အဲ့တော့ Nobel ဆုနဲ့ပတ်သက်ပြီးတော့ဘူသုဒအနေနဲ့မှတ်သားထားရမယ်ဆိုလို့ရှိရင်တော့နိုင်ငံနိုင်ငံမှာဆုတွေကိုပေးပါတယ်ဆွီဒင်နိုင်ငံမှာရှိတဲ့ Stockholm မှာဆိုလို့ရှိရင်တော့ဆုအမျိုးအစား5ခုကိုပေးတာဖြစ်ပြီးတော့နော်ဝေနိုင်ငံ Oslo မှာဆိုလို့ရှိရင်တော့ငြိမ်းချမ်းရေး Nobel ဆုကိုပဲပေးတာဖြစ်ပါတယ်ဗျအဲ့တော့ Nobel ဆုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအားလုံးမြန်မာနိုင်ငံသားတွေဂုဏ်ယူရမယ့်အချက်ကတော့1992ခုနှစ်မှာဒေါ်ဆန်းစုကြည်အနေနဲ့ငြိမ်းချမ်းရေး Nobel ဆုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်မိတ်ဆွေတို့ကိုပြပြတင်ဆက်ပေးတာဖြစ်တဲ့အတွက်မပြည့်စုံမှုတွေနဲ့အမှားလေးတွေပါရှိသွားခဲ့မယ်ဆိုလို့ရှိရင်လည်းတောင်းပန်ပါတယ်မိတ်ဆွေတို့ရဲ့ထင်မြင်တွေးတောယူဆချက်တွေကိုလည်း comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျမိတ်ဆွေတို့အတွက်ကျွန်တော်စအောင်ပဲဖြစ်ပါတယ်အဲ့တော့အနှစ်ချုပ်အနေနဲ့ကတော့ Nobel ဆုဆိုတာမျိုးကကျွန်တော်တို့လူသမိုင်းထဲမှာကမ္ဘာပေါ်မှာလူတွေအားလုံးအတွက်အကျိုးရှိအောင်ဆောင်ရွက်ပြုလုပ်ပေးနိုင်တဲ့သူတွေဖန်တီးပေးနိုင်တဲ့သူတွေအတွက်ဂုဏ်ပြုတဲ့အကြီးမားဆုံးဆုတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်မိတ်ဆွေတို့လည်းသိလောက်ပြီလို့ထင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာနောက်ထပ်ဘူးစုရရတဲ့အကြောင်းအရာတွေနဲ့အတူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါဗျ channel လေးကို subscribe မလုပ်ရသေးရင်တော့ subscribe လုပ်ပြီးတော့နောက်ထပ်ဗီဒီယိုတွေကိုလည်းစောင့်ကြည့်ပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေအားလုံးပဲ see you ပါဗျ